ဒီနေ့တော့အယောင်3လွှာလေးနဲ့အချိုမကဲပဲစိတ်လေးနဲ့စားလို့အရန်ကောင်းတဲ့3လွှာတာကူကြောက်ကြောလေးကိုလှူစားဖြစ်ပါတယ်။တာကူ50 gram ထည့်ပါမယ်။ရေထည့်ပါမယ်။ပြီးရင်မီးအေးလေးနဲ့ပြုတ်ပေးပါတယ်။တာကူမျက်စံပြုတ်သည့်အထိပြုတ်ပေးလိုက်ပါတယ်။မျက်စံလေးတွေပျောက်ပြီးဆိုတော့မီးပိတ်ပြီးအဖုံးလေးအုပ်က10မိနစ်လောက်နှက်ထားလိုက်ပါတယ်။ပြီးရင်ရေအေးလေးနဲ့ဆေးပေးလိုက်ပါတယ်။တာကူကိုအယောင်လေးတွေနဲ့လုံမှဖြစ်လို့3ပကံခွဲလိုက်ပါတယ်။အစိမ်းရောင်အနှဲငယ်ထည့်မယ်။ပြီးရင်နောက်တစ်ပတ်ကန်လေးကိုခရမ်းရောင်လေးထည့်ပါမယ်။နှံ့နေအောင်မွေလိုက်ပါတယ်။တကြားထမင်းစားစုံနဲ့4စုံစာထည့်မယ်။ကြောက်ကြော်လက်ဖေးရည်စုံနဲ့3စုံထည့်မယ်။ရေ600မီးထည့်မယ်။ပြီးရင်မီးပေါ်တင်ပြီးတော့စကြိုပါမယ်။အနှဲငယ်စူပွက်လာတာနဲ့အုံတို့200 gram ထည့်ပါမယ်။ငွေပေးပြီးစူလာပြီးဆိုတာနဲ့မီးပိတ်ပြီးချလိုက်ပါတယ်။ပြီးရင်ကိုထဲမဲ့ပကံလေးကိုအုံတို့3ချိုးတချိုးကိုထည့်လိုက်ပါတယ်။ကြံအုံတို့တွေကိုအဖုံးလေးပိတ်ပြီးတော့ထားပေးပါရှင်ခဲသွားတတ်လို့ပါ။တာကူအဖြူလေးတွေထည့်မယ်။ခဏအနားပေးထားလိုက်ပါမယ်။ကင်ကြည့်လိုက်လို့အပေါ်ကျောလေးတွေအနှဲငယ်တင်းလာပြီးဆိုရင်တက်လွာနဲ့တက်လွာပေါင်းဖို့အတွက်ခရင်းလေးနဲ့ချက်လိုက်ပါတယ်။ပြီးရင်နောက်တက်လွာအတွက်အုံတို့ကိုဖြည်းဖြည်းချင်းစီထည့်လိုက်ပါတယ်။ပြီးရင်တာကူထည့်မယ်ပြီးရင်ခုနလိုပဲခဏအနားပေးထားလိုက်ပါတယ်အပေါ်ကျော်လေးတွေတင်းလာပြီးဆိုရင်ခရင်လေးနဲ့ချစ်ပြီးနောက်ဆုံးတလွှာအတွက်အုံတို့ကိုထည့်လိုက်ပါတယ်တာကူထည့်မယ်ပြီးရင်တော့ကြောက်ကြောလေးကိုလုံးဝအေးခဲသွားသည့်အထိအေးခံထားလိုက်ပါမယ်နောက်ဆုံးမှာတော့စိတ်လေးနဲ့စားလို့ကောင်းတဲ့3လွှာတာကူကြောက်ကြောလေးရပါပြီရှင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးသူအားလုံးကိုကျေးဇူးပါနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်